အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြင်းချန်ပလက်တိုက်က MV တက်ဖွဲ့ကောင်တော်ပုံမှန်ခဲဖြစ်ပါတယ်အခုကျွန်တော်တို့ပေါ့နော်ပေါ့နော်ဒီ19ရက်နေ့မှာကြာရောက်မဲ့ကျွန်တော်တို့အမေတော်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်ကျွန်တော်အနေနဲ့ဒီကြပြလေးတစ်ပုဒ်ရေးထားတာရှိပါတယ်ဒီကြပြလေးကိုတော့ကျွန်တော်တို့ပေါ့နော်ဒီ black ဆိုပြီးတော့ကျွန်တော်တို့ဒီခေါင်းစဉ်နာမည်ပေးထားပါတယ်ကွက်လက်ပေါ့နော်ကျွန်တော်နာမည်ပေးထားတယ်ဒီကြပြကိုကျွန်တော်တို့ဒီပေါ့နော်ဒီအုံနောင်နဲ့ကာယံနေစာပေနဲ့ရေးထားတာမဟုတ်ဘူးနှလုံးသားနဲ့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ຢာတွေကတော့ကာယံနေစာပေတွေညီချင်းမှညီပါလိမ့်မယ်နှလုံးသားနဲ့နားဆင်ပါလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဒီကြပြကိုတော့ကျွန်တော်က MV တစ်ဖွဲ့လုံးသားလုံးရဲ့ကူသားကျွန်တော်ကပဲရွှေပြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်ဒီကြပြကိုတော့ကျွန်တော်ဒီနှစ်ပေါ့နော်ကြာအောင်မဲ့အမေစုရဲ့မွေးနေ့အတွက်ကျွန်တော်တို့ကွန်ပျူတာခါမှာကျွန်တော်တို့နှင်းစီပန်းစားပေါ့နော်ကျွန်တော်ကြည်စံအောင်ပဲကျွန်တော်နားမှာပန်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီအမောင်တို့ကိုကျွန်တော်ချပြီးတော့ကျွန်တော်ဖျောင်းနိုင်နေပဲကျွန်တော်ကြပြကိုရွှေပြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကြည်သူပါကျွန်တော်ဖျောင်းနိုင်ထုံးပါမယ်အမေအစကတော့ဒါဒီကြပြကိုမရေးတော့ဘူးလုပ်နေတာနောက်ဆုံးတော့လဲရေးပြစ်သွားခဲ့ပါတယ်တခုလောက်မယုံမဲ့အမေအသက်တကယ်ပဲ80ပြည့်ခဲ့တာလားတခြားသူတွေနဲ့ပြိုင်ရင်းအောင်မနဲ့တူတယ်အမေသားကတော့အမေကို10နှစ်သားပဲ့ကင်ပြင်မာလေးလိုပဲတင်စားပါရစေဗျာအမေပြီးခဲ့တဲ့9လီတာလွတ်လပ်မှုကိုခံစားရင်အခုဆိုဒီမိုကရေစီဓာတ်မီးလေးကိုကင်ပြီးရန်ငွေတွေကြားမှာစစ်မှန်တဲ့အနာဂတ်တိုင်းပြည်ကိုထုစစ်နေရနောက်ထပ်9နှစ်တောင်ပြည့်တော့မယ်အမေအော်စရာပဲအမေ9နှစ်သာပြည့်တော့မှာအမေပြီးခဲ့တဲ့ဓာတ်မီးလေးကအခုထိအယောင်မမိန်နေဘူးဗျဒါပေမဲ့သွေးညီနှံ့တော့နည်းနည်းရနေပြီအမေရမှာပေါ့အမေရဲ့အနာဂတ်တွေစတေးလိုက်ဘဝတွေစတေးလိုက်အသက်တွေစတေးလိုက်ကိုလက်အင်္ကာတွေစတေးလိုက်နဲ့တရေရင်နဲ့ဒီဓာတ်မီးလေးကိုစုပ်ကင်ထားရင်အမောင်တုကိုဖြိုခွင်းနေရတော့တွေးတော့နည်းနည်းဆွန်းတာပေါ့အမေစိတ်ချပါအမေသားအညာသားလူချမ်းကြီးတွေနှလုံးသားလှကိုခြေနှင်းခံရင်နောက်တစ်ခေါက်ຫນွေပေါက်ရင်အမေစီကိုတော့ရောက်လာခဲ့မှာပါဒီတစ်ခေါက်အမေနာကိုသားတို့ရောက်ရင်တန်တိုင်းတွေဟာနှင်းစီပန်းတွေအဖြစ်ပြောင်းစေရမယ်အမှန်တရားကိုလက်ပိုက်ကြည့်နေတဲ့နတ်ဖျားတွေနန်းကြစေရမယ်နေထိုင်ရင်အာနာယူနေတဲ့အာနာယူတွေမျက်မှောင်ကြစေရမယ်အမေပြန်ရောက်ရင်ဟာသအနေနဲ့မျက်ရည်လေးတွေရောပြီးတိုင်ရအောင်မယ်ဗျာအမေသမီးချောမတ်ရွှေပေါ်တို့အဖွဲ့နဲ့အမေသားပင်ဒီအချို့ရဲ့အဆွဲဖွေးပစ္စတိုဘေးကတ်တွေအကြောင်းပေါ့တော်ပါအမေစိတ်တွေကဟိုရောက်ဒီရောက်နဲ့ဘဝနာနာစိတ်နာနာနှလုံးသားနာနာအနာဂတ်နာနာနဲ့ရေးလာလိုက်တာကာယမညီစာမညီနဲ့မျက်ရည်တွေပဲစီရေးလိုက်ပါတယ်အမေကြပြားဆုံးနေပြီအမေပြောစရာတွေကမကုန်သေးဘူးအမေသားအညာသားလူချမ်းကြီးနောက်တစ်နှစ်အမေမွေးနေမှာတော့ကြပြားတွေကိုယ်တိုင်ရွတ်ပြခြင်းသေးတယ်အမေဘုမိုက်ခဲအားလုံးကိုကျေးဇူးတင်ပါတယ်